ဒီနေ့တော့ကြောက်ဖျုံသီးကိုအသားအစာတုပ်ပြီးပြုတ်မစားစီပြန်ချက်မစားပဲပေါင်းစားကြမယ်လေကြောက်ဖျုံသီးရဲ့သဘာဝအချိုအရသာလေးနဲ့အသားနဲ့ပေါင်းဆက်လိုက်တော့အရသာအရန်ရှိတဲ့ဟင်းပွဲလေးတစ်ခုပေါ့အပူလည်းငင်းစီတယ်လေ Flavor Traveler နဲ့အတူတူစက်ကြည့်ကြမယ်နော်ကြောက်ဖျုံသီးကကလိုရီလည်းနည်းတော့ဝင့်ချနေသူတွေဆိုရင်စက်သားလေးနဲ့လှုပ်စားကြည့်နော်အခုတော့ဝတ်သားသုံးထားပါတယ်ပထမဆုံးဝတ်သားရဲ့အခောက်ကိုဖယ်ထုတ်လိုက်ပါမယ်ပြီးရင်တော့အသားကိုညက်ညက်လေးဖြစ်နေအောင်နှုတ်နှုတ်ဆင်းပေးပါဆင်းပြီးရင်တော့ဂျင်းစက်တုံမိတ်ငရုတ်ကောင်းမှုန့်ဘဲငံပြာရည်နဲ့ပြောင်းကော်မုံလို့ထည့်ပြီးတေချာနှံ့နေအောင်နေပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီး like and share လုပ်သွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်အသားတွေဈေးကပ်ပြီးလုံးလို့ရတဲ့အနေအထားအထိနေပေးရင်ရပါပြီအသားနေပြီးသွားပြီဆိုရင်ကြောက်ဖျုံသီးကိုပြင်မယ်နော်ကြောက်ဖျုံသီးကိုအခွန်နေအရင်ခွာလိုက်မယ်နော်အခွန်ခွာပြီးရင်ကြောက်ဖျုံသီးကိုညီညီညာညာအလွှာပပလေးတွေလှီးထားလိုက်ပါမယ်ပြီးရင်တော့စားတစ်စုံလောက်ထည့်သမအောင်နေပြီး10မိနစ်လောက်နှက်ထားပါမယ်စားကကြောက်ဖျုံသီးကိုပျော့ပြောင်းသွားစေပါတယ်အသားထည့်ပြီးလိုက်တဲ့အခါကျိုးပဲ့တာမျိုးမဖြစ်တော့ဘူးပေါ့ပြီးရင်တော့ရေဆေးပြီးရေစစ်ထားလိုက်နော်ကြောက်ဖျုံသီးကိုဒီလိုမျိုးကြောဂျုံပုံစံလေးလိမ့်လိုက်ပါမယ်ပြီးရင်အသားကိုကြောက်ဖျုံသီးကြောဂျုံလေးတွေထည့်လိုက်ပါပြီးရင်တော့ပကံထဲကိုတေချာလေးစီထည့်လိုက်ပါမယ်ရေစူလာရင်တော့အသားတွေကျက်သွားအောင်မီးပြင်းပြင်းနဲ့ပေါင်းပေးလိုက်ပါမယ်ရှင်ပေါင်းထားတဲ့အချိန်မှာ sauce လေးဆက်ကြမယ်နော်ပဲငံပြာရည်တဲကိုတကြားနဲ့ရေရောပြီးတေချာမှွေပေးထားမယ်မှွေပြီးရင်အိုးထဲထည့်ပြီးစူအောင်တဲ့မယ်နော်ဒီလိုကြိုထားတဲ့ sauce ရေကပဲငံပြာရည်နဲ့ပိုမှွေးပြီးပြစ်ပြစ်လေးဖြစ်စေပါတယ်ဒီတိုင်း sauce တွေဓာတ်ရိပ်စမ်းတာထက်အများကြီးပိုမှွေးပါတယ်ကြောက်ဖျုံသီးအသားလိပ်ပေါင်းပြီးလို့အိုးထဲကထုတ်ပြီးရင်ကြိုထားတဲ့ sauce ရေကိုကြောက်ဖျုံသီးပေါ်နှံ့အောင်စမ်းပေးပါငရုတ်သီးစိမ့်နဲ့ကြက်သွန်မိတ်လေးတွေဖြူပြီးစီပူပူလေးနည်းနည်းလောင်းချလိုက်ရင်ဟင်းပွဲလေးအဆင်သင့်ဖြစ်ပါပြီအမြင်လဲလှရတာလဲရှိတဲ့ကြောက်ဖျုံသီးဟင်းလေးကိုချစ်ရတဲ့မိသားစုကိုလှုပ်ကြွေးလိုက်အောင်နော်